နောက်ပြီးတော့လေမရရှိတဲ့လင်းတွေကိုပြောင်းတင်းတင်းနဲ့ပြဿနာတွေသွားရှာတာဘာကြောင့်မရရှိတဲ့လင်းတွေအဲ့လေဒုသနာတော့မကြောက်ဘူးလားဟုတ်ဘာကြောက်မှာလဲဘာလို့ကြောက်မှာလဲဟိုကထုံးတဲ့တိုင်းပေါ့အရွယ်လေးရှိတော့လှုပ်ရှားတာဒါပဲပေါ့ခေသူမဟုတ်လားဒီမှာမင်းအရွယ်လေးရှိတော့ခေသူမဟုတ်လားလှုပ်ရှားတာဟောပြီမိမ့်မယ်တဝါရုံမတော့ပါတဝါရုံမတော့ပါစာနယ်ကျင်းသမားသူများအကြောင်းနဲ့ပြပြနစ်နစ်ရေးပြီးပတ်စံရှာအဲ့ပတ်စံနဲ့ထမင်းစားတဲ့စာနယ်ကျင်းသမားအပြည့်စာနယ်ကျင်းသမားအစ်စ်မို့အတူရောက်အစ်စ်ပါလေကကျေရည်ရွယ်ညစ်ပတ်စုပ်ပြတ်တဲ့ကောင်မင်းကိုဘယ်လိုပြပေးရမလဲဆိုရင်လေတတ်မှလည်းကိုချိုးချိုးပေါက်ပြပေးပါသူများတွေလွတ်ပစ်ထားတဲ့ဂျားမဲတွေယူပြီးတော့သူ့တကိုယ်လုံးကိုပတ်ပြီးတော့ဓာတ်စီလောက်မီးရှို့တယ်ကောင်းလေကောင်းတယ်အဲ့ဒါကောင်းတယ်လေးရှော့လို့ပြအောင်လားမရဘူးကျွန်တော်တို့အယူကောင်းဝင်ပါတယ်အယူကောင်းဝင်ပါတယ်အယူကောင်းဝင်လို့ဒါတယ်မလားယောက်ျားကြီးလည်းမနဲ့ခဏခဏလာတာပဲပုံးမလို့လေပြောပုံးတရားမိကလေးဆိုတော်သေးတယ်ပုံးတရားတော့ဘာလို့ရင်ကုန်နေတာတော့ငါပဲစစ်တာဘူး65ကျန်နဲ့ရရင်ပြောဒီသူကအောင်ပါဘောပုံးတရားတွေပုံး50ကြီးအောင်ပါကိုက65ကျန်နဲ့ရအောင်စစ်ပုံးလေးသဘောလောက်ပေးတာမအိမ်သားတွေမှာ300မရှိဘူးဩနေကမှသူစီးရတယ်မျိုးအဲ့ဒါတော့ဝေးရတယ်ပြောနေတာအေးဟုတ်ပြီအဲ့ဒါပဲနော်65ကျန်နဲ့ရအောင်စစ်သူအမှန်ဆုံးဘလို့ပြည့်နေတာဒီအစိုးရရေပုံးနဲ့ရောက်လာတယ်ဟုတ်ပြီဒါပဲဘာပုံးနေမှလည်းမသိဘူးဒီအိမ်သားမှာ300မင်းနဲ့တွေ့နေလို့ဒါပဲရေပုံးတွေရောက်ရရေပုံးရောက်တာရန်ကုန်ကနေလှမ်းဆက်တယ်ဟိုရေပုံးရောက်တယ်ဆိုဒီကျမမင်းပုံးကဟိုတပုံးကိုတိတ်ဟောတယ်လို့ပြောတာဘာလဲတိတ်စီပုံးလည်းပြောတယ်ဟေးအိတ်ခါလေဘာကန်သူများတဲ့ချင်းတွေကိုခိုးချတယ်ကံတော်ဝင်ချင်းတွေဖျားပြလိုက်ကောင်းပြလိုက်နဲ့ဟောဆိုပြီးလုပ်ထားတယ်ဒီလိုလူမျိုးကိုအပြစ်ပေးရမယ်ဆိုတော့ဒီပါဇက်ကိုတောက်တယ်ခံပြီးဖျက်နော်သူများပေါက်တွေကိုဖျက်သူများပေါက်တွေကိုဖျက်ဒါကြောင့်အဲ့ဒါကိုမလာဘူးလာလို့ကြည့်တာမလာဘူးအတေကနာကြီးအပေါက်တွေကိုမိုက်နေတဲ့ထိုးနော်မိုက်နေတဲ့ထိုးပြီးစပီကားနဲ့အတန်ကုန်ဆိုင်အတန်ဖွင့်ပြီးတော့နေနေနေတာဒါဒီဆိုတာတချင်းတွေဖွင့်ပြီးတော့လေနိုင်တယ်မိုက်တွေထိုးတယ်ဟိုပါလေဒီမှာနားကိုရောက်လာပြီနားကိုရောက်အခုတော့ဟိုပြင်းပြီးတော့လေဟိုကျွန်တော်ကူလေးကိုလေဟိုစလောင်းလေးတော့တက်ပြီးပါအဲခွန်လေးလွတ်ပြီးပါနော်မလေးရဲပြိုတာပြီးတော့စောင်းတယ်ရတော့ဒီစင်းနေတယ်နေနေခုနဲ့သေးပဲမလို့လားနီးပြတ်လို့လေသင်းနဲ့ဖုတ်တဲ့အလောင်းပြပါမယ်ဒီကြိုးပြပါသင်းနဲ့တကြိုးပြပါအလောင်းဒါလည်းကောင်းပါရင်တကြိုးဒီလိုပါရောဒီလိုပါရောကောင်းပါကြီးကြတော့ပြပြသူများလက်ခမ်းမွေးပေါ်မှာဟုတ်ပါဘူးလက်ခုံးမွေးပေါ်ဘယ်လက်ခမ်းမွေးရှိပါတော့သူများလက်ခုံးမွေးပေါ်ကသင်းညာလျှောက်တဲ့ကောင်ပါအပြည့်လို့သူများစီးပွားရေးကိုဖြတ်စီတယ်မှတ်တယ်သူရိတ်တာဘာလဲရှိလို့သူများလေရှိမရရှိတဲ့လင်းတွေကိုပြင်ပါတယ်ဘာတိုက်ရောက်လို့ဖြစ်တယ်သူများကိုလိုက်ရှိနေတော့ကောင်မကျောင်းကအစီအစဉ်ထွက်လာမှာပေါ့ကိုအမေကတော့ရဲပြီလေရောက်လေဘာသာနဲ့တော့မလဲရဲရီရောက်တော့ဘယ်လိုလုပ်တော့မလဲမတူပါဘူးဟိုလေရလာသူပြာဘူးမကြောက်ဆိုတဲ့စကားရဒီမှာဟိုတို့က3ရက်အားတယ်လေကားလေးတစ်ခါတော့ရက်လိုက်မကောင်းဘူးလားအမေအရေးတော့ဗျာတာပြပါတော့အားလို့ဟောဒေးလီခေါ်တော့ပါလားအရှင်းနဲ့ကွာဒေးလီ